嗨，大家好，我是阿明老师，阿龙们明了吧？今天我是阿明吧？给今天今天讲到第有啥类啦？你的讲到对不对？第四龙的可能苗被现在被批发的，阿拉讲到今天我喏，第有啥类啦？你的说的嘛吧？他卡在里讲，今天第有比嘛几嘛？第东呢东东里哈，台湾嘛东起嘛东那被批发的，所以大家讲到今天我喏，第有比啊，第有啥呢？台湾啊，第有啥？卡在里讲。ဒီနည်းနည်းလေးကွဲနေရလေးရှိပါတယ်အတန်ထွက်လုံးဝကွဲသွားတာတိတ်ပြီးတော့ပြဿနာမရှိဘူးပေါ့နော်ဒါမှမဟုတ်ဆိုတော့ကျွန်တော်တို့စလုံးကြီးကလုံးဝကွဲသွားတယ်ဆိုရင်ပြဿနာမရှိပါဘူးတခါတလေကျတော့ကျွန်တော်ဘယ်လိုမျိုးပြဿနာလေးရှိရဲဆိုရင်တော့အတန်ထွက်ကလည်းတူတယ်စလုံးကလည်းတူတယ်ဒါပေမဲ့အတိတ်ပဲအရန်ကွာသွားတယ်ဆိုရင်တော့ဒါတကယ်ကိုအဆင်မပြေတော့ဘူးပေါ့နော်ဒါကလည်းကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်အဲ့ဒါကြတော့မောင်ဖြင့်ဆိုတဲ့စလုံးလေးနဲ့ပတ်သက်ပြီးတော့ပြောပြပေးချင်တာပဲဖြစ်ပါတယ်ကျွန်တော်လက်ရှိထိုင်ဝမ်မှာဒီ video edit လုပ်တဲ့ဒီ course တခုရောဒီ semester မှာယူထားတယ်ပေါ့နော်ယူထားတဲ့အကြောင်းကျွန်တော်တို့သိတဲ့အတိုင်းပဲ video editing ပြောတဲ့အတိုင်းပဲကျွန်တော်တို့ video တွေအများကြီး edit လုပ်ရတာပဲဖြစ်ပါတယ်အဲ့လိုမျိုး video clip ပေါ့အထူးသဖြင့်ကျွန်တော်တို့ဘာမှမသိဖြတ်ရတဲ့ video clip ကိုထိုင်အောင်မှာကျွန်တော်တို့ကမောက်ဖြတ်လို့ပြောတာပဲဖြစ်ပါတယ်ကျွန်တော်ရှေ့ပိုင်းမှာပြောပြသွားတယ်ပေါ့နော်ဒီစလုံးလေးပဲဖြစ်ပါတယ်ဒီမောက်ဖြတ်ကြောင့်ကျွန်တော်ထိုင်အောင်မှာဆိုရင်တော့အားလုံးသိမှာပါဒီလိုမျိုးပြောလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကဒါကသူလုံးဝဘာမှမသိဖြတ်ရတဲ့ဒီဘာခေါ်မလဲ video clip ပေါ့ကျွန်တော်ဒီတရုတ်ပြည်တငယ်ချင်းနဲ့တယောက်စကားပြောတဲ့အခါမှာပေါ့နော်ကျွန်တော်အခုတလောပေါ့နော်ဒီလက်ထဲမှာဒီမောက်ဖြန့်အများကြီးရှိတယ်ပေါ့ကွာဒီလိုမျိုးဒါကြောင့်တီးဖြတ်စရာတွေအများကြီးရှိနေတဲ့ကြောင့်မအားဘူးလို့ပြောတော့ကျွန်တော်သတိထားမိလိုက်ပဲသူမျက်နှာပြုံးစီနေပေါ့နော်ဆိုတော့အဲ့ဒါကျွန်တော်ကမေးလိုက်တယ်ဘာဖြစ်လို့ရှိတာလဲပေါ့နော်သူ့ရဲ့စိတ်ထဲမှာဘာထင်သွားလဲဆိုတော့သူ့ရဲ့စိတ်ထဲမှာကြတော့ကျွန်တော်တို့ဒီအပြကားပေါ့အပြကားလို့ထင်သွားတာဘာလို့ဆိုတော့သူတို့စီမှာဒီမောက်ဖြန့်ကသူတို့အပြကားဆိုတဲ့သဘောနဲ့သုံးတာထိုင်အောင်မှကျတော့ဒီဥစ္စာမောက်ဖြန့်ကကြတော့ကျွန်တော်ရှင်းမှာပြောရသလိုပဲဒီမတီးဖြတ်ရတဲ့ဗီဒီယိုတွေကိုပြောတာပေါ့နော်ဒီလိုမျိုးအပြကားဆိုတဲ့လေးတွေမရှိပါဘူးထိုင်အောင်မှအပြကားဆိုရင်တော့ A ဖြန့်လို့ခေါ်တာပဲဖြစ်ပါတယ် A ဖြန့်ဗီဒီယိုတော့ဗီဒီယိုပဲဒါပေမဲ့တခုကကြတော့ဘာမှမတီးဖြတ်ရတဲ့ဗီဒီယိုနောက်တစ်ခုကကြတော့အရန်ကိုအမောင်လိုင်းရောက်သွားတာပေါ့နည်းနည်းမောင်သွားတာပေါ့နော်ဆိုတော့ရီရပါတယ်ဒါကြောင့်ဒါကလေအမင်းအောင်စစ်ပေါ့နော်အရင်ကသတိမထားမိဘူးပေါ့နော်စိတ်ထဲမှာသူအဲ့လိုမျိုးပြုံးစီဖြစ်တော့မှလာနေသူ့ကိုပြန်မေးတော့မှလာတယ်ဩမတူဘူးဆိုတာသတိထားမိတာပေါ့ဒါပေမဲ့ဒီမှာဘာကိုစိတ်ဝင်စားဖို့ကောင်းလဲဆိုတော့သူကစလုံးနဲ့တူနေတယ်အတန်ထွက်တဲ့တူနေတယ်ဒါပေမဲ့အတိတ်ဘက်ကလုံးဝခွင့်ရပဲဖြစ်ပါတယ်ဒါကြောင့်အမင်းအောင်စစ်တော့မှားပြီးမပြောမိပါနဲ့အကေးဒါအမင်းအောင်စစ်လိုမျိုးပေါ့နော်မတီးဖြတ်ရတဲ့ဗီဒီယိုလေးဆိုရင်တော့ကျွန်တော်တို့ဘယ်လိုပြောမလဲသူတို့ပြောတဲ့ခါကျရင်တော့ကျွန်တော်ပုံမှန်ဖြစ်ဆိုတော့原始素材လို့ပဲပြောတာကောင်းပါတယ်原始素材ဒီလိုပဲပြောလိုက်ပေါ့နော်ဒါဆိုရင်တော့သူတို့နားလေပါလိမ့်မယ်မောက်ဖြန့်တော့မှားပြီးမပြောမိနဲ့နော် short